အကူတဲ့ဒုက္ခရောက်တဲ့အခါကျမှတဲ့ဆူတောင်းရင်ရောတဲ့ရလာလူတွေအများပိုင်းကအဲ့လိုကိုတာယာအေးချမ်းနေတဲ့အချိန်ဖះကိုမေ့ထားကြတယ်ဖះကိုပိထားကြတယ်ဖះကိုပိထားပြီးဒုက္ခရောက်တဲ့အခါကျမှအဲ့လိုမျက်ရည်တွေနဲ့ဒူးတွေထောက်ပြီးဆူတောင်းတယ်ကွာဖះကျွန်တော်ကိုကြေပါဆိုပြီးအရန်ဆူတောင်းကြကွာဒါပေမဲ့အဲ့လိုကိုဒုက္ခရောက်တဲ့အခါကျမှဆူတောင်းရင်ရောရလားဆိုရင်ရပါတယ်နောက်မကြပါဘူးဘလူလေးဆိုရင်ဘုရားသခင်ကအဲ့လိုဒုက္ခတွေရောက်ပြီးနောင်တတွေရလာပြီးလင်းမာလာတာကိုဘုရားသခင်ကအယံသဘောကျပါတယ်အဲ့တော့ခမရဆူတောင်းတယ်ဘုရားသခင်ကျွန်တော်ဒီဒုက္ခကနေကြေပါဆိုပြီးဆူတောင်းတယ်ကွာနော်အဲ့လိုဆူတောင်းပြီးဘုရားသခင်ကခမရကိုကေတင်လိုက်တဲ့အချိန်ပေါ့ကွာနော်မင်းပြန်ပြီးဘလူပြန်တာရအေးချမ်းသွားတဲ့အခါကျရင်ကွာနော်ဘုရားသခင်ကိုပြန်ပြီးမမေ့ပါနဲ့လို့တတိပေးစင်ကွာနော်အဲကြောင့်မို့ကိုဒုက္ခရောက်သွားတဲ့အခါကျမှအဲ့လိုဆူတောင်းရင်ရောတဲ့ရလားဆိုတော့ရပါတယ်လို့နော်ကျွန်တော်ပြောချင်ပါနော်